နိုင်လဲပျော်ပျော်ပဲရမယ်စီရှိနဲ့နော်အမားမပအောင်ဆိုရမယ်အဲ့လိုမျိုးပေါ့ဒါပေမဲ့ကိုကတော့အတက်နိုင်ဆုံးတော့ကိုစူးစမ်းပေးရပါလေဒါပေမဲ့လည်းရှုံးတဲ့ခါကြီးလည်းရှုံးတာပေါ့လေအဲကြောင့်မလို့သူတို့ကြုံမာတာနိုင်လဲပျော်ပျော်ပဲရှုံးလဲပျော်ပျော်ပဲမတို့ကအနီရောင်သိန်းပေါ့နော်အနီသိန်းအနီရောင်အနီသိန်းမှာ strawberry လေးပါအနီ strawberry လေးဟုတ်တယ်အနီလေးကဘယ်လို strawberry ဖြစ်သွားတာလဲ strawberry ကမရောင်လဲအနီဖျဲသီးလေးရှိရယ်အဲ့ဟာအတွင်းလေဒါအပြင်တော့အနီ strawberry ရဲ့ဈေးပို့ကြီးတယ် strawberry တော့မှ VVIP strawberry ဟုတ်ကဲ့အဲ့တော့ဖာဆမ်မွေးစင်မဲအားလုံးရဲ့နာမည်သိလား တော့ကလေးလိုပဲခေါ်တာချစ်စနိုးနဲ့လေနော်ချစ်လို့လေနော်ကလေးနော်အော်ဒီဘက်မပါဘူးသမီးတော့မပါဘူးသမီးလိုခေါ်တယ်လေငါသမီးဟဲဝါပါဟဲ့ကျွန်တော်နာမည်ကတော့ရွှေတော်ဖြစ်ပါတယ်ရွှေတော်ဖြစ်ပါတယ်ရွှေတော်ဖြစ်ပါတယ်ဟုတ်ပြီဆွနေပဲဆွပြေးမိပါစပြေးမီတဲ့အဲဆိုသူအဲဆိုသူလားဟုတ်ပါကျမတော့ဖာစီပါဟုတ်ပါလို့ကျွန်တော် Titan ဆပ်ဖွဲ့ရဲ့ hero ဖြစ်ပါတယ်ခင်ဗျာညီမနာမည်ကတော့ယူပါအဲ့တော့ဖွဲ့ခေါင်းဆောင်ဖာလားဘယ်လိုလဲဖာတယ်ဖာခေါင်းဆောင်ဆိုမှတော့အားလုံးဖာဖြစ်သွားသိပါပြီအော်အရန်ပြောတာဗောအရန်ထိတ်ခဲလုပ်တယ်ဟုတ်တယ်တကယ်ထိတ်ခဲအရန်ကူးဆိုင်တယ်အခုလေးညီမတို့အခုကမဲ့အတွက်ခက်ထမိန်ဖာဝယ်လာပေးရဟုတ်တယ် supporting အပြည့်လူအဓိကမထိကြအောင်ကစားကြမယ်စီမီစီကဲနဲ့တေချာကစားကြမယ်ဆိုရင်အများရမှာတက်တယ်စီစနစ်ရှိတဲ့ဖာပေါ့ဒါဆိုလို့ရှိရင်စီနဲ့ကန်နဲ့ဖာစီရှိကန်ရှိဖာစီရှိကန်ရှိဖာအဲ့ကပ်ရှင်းနဲ့တက်လာတယ်စီရှိကန်ရှိဖာဆိုအေးနော်လုံးနဲ့တနာဖြစ်မယ်နော်ဖြစ်ပါတယ်လीနော်အားလုံးကလည်းချစ်တယ်ကိုကလည်းအားလုံးကိုချစ်တယ်ဆိုတော့လीနော်ဟုတ်အကုန်လုံးဟိုပါပေါ့နော်အိတ်ခုံတုံမောက်ဟိုပေါ့နော်အိတ်တုံဖာမအိတ်တုံဖာမစူးစားကြတယ်အကုန်လုံးတကယ်ဒီကလေးတွေယောက်ျားလေးမှမဟုတ်မိန်းကလေးတွေလည်းစူးစားကြတယ်ပေါ့နော်အဲ့ဒါတွေ့တော့ကိုကစီနဲ့ပီတီဖြစ်ဟုတ်ကောင်းဆောင်ပါတော့စူးစားခဲ့ကောင်းဆောင်ကတော့စူးစားပါလေနှစ်ခွေတော့ကုန်သွားပြီစူးစားလို့ရေကုန်ရတဲ့ပိုင်းလေးတွေရှိတယ်။နားအရင်ကတည်းကအခုမှမဟုတ်ဘူး။အခုကျတော့နည်းနည်းပြန်ထွက်လာ။မင်းညာအသေးကွဲနေရဆို။ဟဲ့ဝါပါ။တောင်းမလေး။အော်ပြောင်းပြီးပြန်ပြီစစ။ကောင်လေးကပြစ်သွားလို့။ဟေးဝါပါ။ဒီတော့ပါလို့ပြစ်သွားတာလားကောင်လေးက။မဟုတ်ပါဘူးဒီလိုပါပဲ။မရှိပါဘူးသူတို့စထားတာ။စတာ။ရုံလာစတယ်တော့ရုံပါ။ရုံပါ။ဘယ်လိုပြောမလဲ။အော်ရုံပါ။ဘယ်လိုပြောမလဲ။ငါရုံနေ။ငါရုံပါ။ရောက်ကမနဲ့လည်းဖုန်းတွေပြောတယ်ဆိုညာဟုတ်တယ်လေအမောင်လေးအနေနဲ့တက်လာပေါ်ပြီနော်မောင်လေးတဲ့နော်ပြန်ချစ်လို့မရဘူးနော်ရပါတယ်ချစ်ကြရလေအရင်ပဲနော်နော်မလေးနော်ကြီးကုန်နေတဲ့ထွက်နေရေတွေကပဲမစင်ရတယ်အခုလည်းရေလန်းလာခဲ့ရတာပဲလေအခုစင်ရတယ်နော်ရေပေါ်မှာပဲဖောင်မောအောင်မစင်ရသေးပါဘူးတချဲကိုစားပြီးရဲ့ဂိမ်းရှိုးခါရသည်ဆိုတော့လေနော်ပုံများကောင်းဆုံးပြန်ပဲကတော့အနီစူပေါ့အမလေးအနီစူလိမ္မော်ရလိမ္မော်အရင်အမလေးသူ့ကိုကြည့်လိုက်တော့နုနုညံ့ညံ့မှတ်နေရအမလေးအရင်အားရှိရအားရဘယ်မှာတိန်ထားလဲမသိဘူးအဲ့အများနဲ့လည်းသူလည်းကြားဟုတ်တယ်မင်းနိုင်တိုင်းပြန်ရမယ့်ဖွဲ့ကလိမ္မော်ဖြစ်သွားမင်းနိုင်ဆိုလေးနဲ့ကြားနိုင်မှာပေါ့ तू ကအားပေးမဲ့တန်းစီရှိရလေအတူတူရုံပါတယ်ဟလာအေးမလားမြဟလာမီလာခါလည်းရှိရလို့ပြောလိုက်လေအေးလေတို့တစ်ဖွဲ့လုံးရှိရလေတစ်ဖွဲ့လုံးဒီမှာရှိပါရဲ့မတက်စင်တယောက်တည်းတို့မတစ်ဖွဲ့လုံးဟာနဲ့9ရက်ပေါ်အားဆိုနော်ပါပြီတသားလေးပဲတို့လုံးဝညမတန်အောင်တမီးတို့ဒီအဖွဲကလုံးဝဖြူစင်ရိုးတသားနဲ့ရှင်းပြိုင်တာစီကန်လိုက်နာလိုက်နာဆုံးပဲမှားတာရယ်နိုင်လဲပျော်ပျော်ပဲရှုံးလဲပျော်ပျော်ပဲရမယ်စီရှိနဲ့နော်အမားမပအောင်ဆိုရမယ်အဲ့လိုမျိုးပေါ့ဒါပေမဲ့ကိုကတော့အတက်နိုင်ဆုံးတော့ကိုစူးစမ်းပေးရပါလေဒါပေမဲ့လည်းရှုံးတဲ့ခါကြီးလည်းရှုံးတာပေါ့လေအဲကြောင့်မလို့သူတို့ကြုံမာတာနိုင်လဲပျော်ပျော်ပဲရှုံးလဲပျော်ပျော်ပဲလို့ဒီအခုရှင်းပြပြီဆိုကြတဲ့ကရှုံးတာနိုင်တာတော့ရှိမှာပဲလीနော်အဲကြတော့ဟုတ်ကဲ့ပါအဲ့လိုမှာရှုံးရင်350နော်
ရှုံးရင် သိန်း100 နိုင်ရင်ဒီမှာ ရှုံးသွားရင်သိန်း150ကိုလက်လွတ်ရမှာနော် ဩ ဩရပါတယ်ဟိုရရဖမပေးလိုက်မယ်သူတို့တွေ စစ်တယ်ကိုဖက်က record ယူရပြီးပါအားလုံး record ယူရပြီးပါနော်အိမ်ပိုင်း အဲ့ဒါဆိုဖားခေါင်းဆောင်ကောင်းစိတ်သက်ဒါအပြ အပြင်းရှိရအဲ့လေခုတော့350ပေးမယ်ကြည့်အောင် ဩအဲ့ဒါမှငါရှိပါဘော ရှိရပါ ကျွန်တော်တို့ကကျတော့ production နဲ့ဆိုတော့အဲ့လိုပြင်နေပါတိတ်မတော်ဘူးဆိုတော့အမကအပြင်သွားရင်အောင်စားမလဲဆိုအဖွဲလုံးဝင်လာပြီးတော့ရှိတယ်အဲ့လို view site ပြီးပါ ဟုတ်တယ်နော် ကြီးဖက်တွေဖြစ်နေပြီအကုန်လုံးကိုကြီးဖက်တွေ လေကိုတင်းကိုအော်ကနေဟိုအပြည့်နေဟဲ့အပြည့်ပြလာဟိုင်းဘယ်လိုလုပ်ဟာဟဲ့လိုမျိုးအဲ့လိုအော် ပြိတ္တကဗဇက်စီပဲနဲ့ကြည့်လို့ကြည့်ရမယ်နဲ့တွေ့ရနော် ကြည့်ရပါ တကယ်ကြည့်ရအောင်တကယ် reality show ဖြစ်နေ ဘာလို့လဲဆို reality show တကယ် reality ဟုတ်တယ်တခါလေကင်မရာရေးထားရပါအကုန်မေ့သွားခန်းစားချက်တွေအသေးဖြစ်လာလေတိဟိုဟာဆိုတော့ဒီမှာတို့အရန်ကြည့်လို့ကောင်းအကောင်းဆုံးအဖွဲဖြစ်မှာပါ ဒီထဲမှာပပတို့အဖွဲအသေးဆုံးပဲ ဟုတ်တယ် အသေးဆုံးပဲ အကောင်သေးဆုံးပြီးတော့ချစ်စရာလည်းအကောင်းဆုံးပဲ ဒီသားပါလေအချောဆုံးပဲ အချောဆုံးအေး နောက်ကရန်တော့အေးတယ်နော်ဘောင်လေး ဟု နဲ့ တ်တယ် အေးတယ်သူ့ကိုလေအဲ့ဒါနည်းနည်းအပူပေးနေရ တော်နွေးနေ ကျော ပါ င်းပါအေးပြလိုက်ပါ အေးနော်တယောက်နဲ့တယောက်ကစူးစမ်းကြတယ်အားဆုံးမှန်တတ်ပါပဲကိုကအဲ့လိုမျိုးဒီတယောက်ကဘာဖြစ်နေလို့ဒီတယောက်ကိုဟိုဟာဖြစ်ဆိုတာမရှိဘူး ဟုတ်တယ် အကောင်လုံးစူးစမ်းကြတယ် ဟိုမှာတိကျကြည့်နော်တကယ်ကောင်းတယ်တကယ်ကောင်းတယ် ဟဲ့ဘယ်လို လူကောင်းသေးရဲ့ဆိုမဲ့လူကောင်းသေးရဲ့ဆိုမဲ့ဝင်းသားတွေလည်းရထားတယ်ဆိုတော့လေတေချာလေးကြည့်ကြည့်ပေါ့ ဝင်နိုင်တယ်ဘယ်ချိန်ရပြီးတော့ ဘယ်လိုမပြော secret လေး secret ပါပဲအဲ့ဒါတော့ အားစရခိုင်ဘာလုပ်ကြမလဲ အာလိုပဲပျော်ဝဲစားထွက်ကြမှာတော့ ဟောက်မကြောက်ဘူး အော်ဖာရရင်တော့ကြောက်ရမှာပေါ့ဖာမလို့ဘတ်ဖာမလို့ ဟာနေပါဦးကြောကိုက်ထဲကြောထိုက်တယ်မှာမပါ ပါ သေး သေး ဘူး ဘူး တော့ကမထိုက်သေးဘူး အေးကြောကန်မထိုက်သေး ထောက် ဘူး ပြီး နေပါဦးအဲ့ပြောကြသားကြမယ်လေ ပြောကြပါကြမယ် ဘယ်ကနေကြည့်ရမလဲဆိုရင်ခိုင်ရသည် YouTube ကနေတော့၎င်းခိုင်ရသည် Cloud 7 7 YouTube page ပေါ့ Cloud 7 production အဲ YouTube channel ကနေမှာကြည့်ရှုနိုင်ပါတယ် Facebook page အမှန်လေ ကြည့်ရ 1 2 3 We are